မင်္ဂလာပါကျွန်မနာမည်လမ်းစုဖြစ်ပါကျွန်မတို့ဒီတောင်ကြီးမြောက်ဖြစ်စခန်းမှာ Youth Learning Center ဖွင့်ထားတာပေါ့နော်အခုဒီနေ့ဆိုရှင်ဆရာတို့ဆရာတို့အားလုံးပြောတော့ကျွန်မခင်ရှင်နဲ့တော်တူတယ်ပေါ့နော်တကယ်ရှိကျူးရပေါ့နော်အဲ့ဒါအရင်ဆုံး appreciate လုပ်ပြစေလို့ပြီးရင်သမီးအနေနဲ့သမီးအနေနဲ့ပေါ့ဒီမှာဆိုရှင်ဆာလာတင်တဲ့ကလေးတချို့ဆိုစိတ်လေးနေတာပေါ့နော်သူတို့ကိုလူငယ်အရှင်းရှင်းတယောက်အနေနဲ့ဘယ်လိုပြန်ပြောပြပေးစီရှင်လဲအရင်ဆုံးပြောရရင်ပေါ့နော်ဒီကျောင်းသားရေးအတွက်ဆိုရင်ပေါ့နော်စိတ်နေတာပါညာဆိုတာကတော့စိတ်တက်ဒီပိုင်းကြာဆိုဖြစ်ခဲ့ပူပါတယ်ဘာလို့ဆိုပေါ့နော်19နှစ်16နှစ်19နှစ်မှာဆိုဒီလိုနိုင်ငံရေးတွေကိုဗစ်တွေဖြစ်တဲ့ကြောင့်အကြောင်းဝတ်တက်တာတွေပါရှိခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာအဲ့လိုဖြစ်ခဲ့တဲ့အချိန်မှာတော့တော်တော်နားခဲ့ပေါ့2နှစ်လောက်နားခဲ့ပေါ့နော်ဒါပေမဲ့အဲ့လိုဖြစ်နေပေမဲ့လည်းအခုကနည်းနည်းတော့ဘယ်လိုပြောမလဲအဆင်ပြေလာပြီပေါ့နော်အဆင်တော့မပြေသေးပေမဲ့လည်းအထက်ဆိုင်ယောဂတွေပါမရှိတော့တဲ့အတွက်ကြောင့်ကိုကအဲ့လိုဟာစိတ်တက်ကြတာစိတ်လီတာကြီးအခုဒီနှစ်ထိတော့တည်လာဖို့တော့အဆင်ပြေတော့ဘူးနော်ဘာလို့ဆိုတော့ကိုရရှေ့ဆက်ရအောင်မှာဆိုတော့လေအဲ့တော့ကျောင်းသားအနေနဲ့ပြောချင်တာပေါ့နော်ကိုတိုင်းတီးဖို့ပဲလိုပါတယ်ခုနပြောသလိုပေါ့နော်ဘယ်လိုပဲဖြစ်နေဒီလိုပုံစံကြီးတိုင်းတော့ဆက်တော့မသွားသင့်ပါဘူးနော်စိတ်နေတယ်စိတ်တက်ကြရဆိုတော့အချိန်တိုင်းတာတော့ရှိရပေါ့နော်အဲ့တော့ကိုကဒီအချိန်စိတ်နေနေဆိုဒီနေ့စိတ်နေဆိုလက်ခံတော့မနေဘူးပေါ့နော်အဲ့လိုပြောချင်ပါတယ်ရှင်